အားလုံးပဲမင်္ဂလာပါ Learning Card Drafting Tips Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့အမ sharing လုပ်ပေးချင်တာကတော့ဒီ home tab bar မှာရှိတဲ့ draw bar ရဲ့ဒီ polyline နဲ့ ash လေးနှစ်ခုကိုမှတေချာရှင်းရှင်းလင်းလင်းသိပါအောင် sharing လုပ်ပေးချင်တယ်အခုအမဒီမှာပြထားတဲ့အခါမှာအခုမှ ash ရဲ့ polyline เนาะ ash ကိုရကြတော့ command က a လို့ရိုက်လို့ရပြီးတော့ polyline ကိုကြတော့ pl လို့ရိုက်လို့ရတယ်အခုမှ ash command လေးကိုစမ်းပြမယ်เนาะ ash ဆိုတော့ a command မှာ a enter ဟုတ်ပြီသူကပြောတယ် step point နဲ့ဆွဲမှာလား center နဲ့ဆွဲမှာလားအခုမှသူ step point နဲ့အရင်ဆွဲမယ်လို့ပြောလိုက်မယ်ဟုတ်ပြီ step point ဆိုမှဒီမှာ step point ပြီးလို့ရှိရင်နောက်တစ်ခုသူက second point ပြီးတော့မှ third point အဲ့ဒါကိုကြတော့အမတို့ကဒီဘားလေးရဲ့အမကြသူ3 point လို့ခေါ်တယ် point 3 point ရှိမှဆွဲလို့ရတယ်နော်အဲ့ဒါမျိုးခေါ်တယ်ဒါမှ point နဲ့ဆွဲတာလို့ကြီးနေတာပြလိုက်နောက်ပြီးလို့ရှိရင်နောက်တစ်ခုကကြတော့သူက ash enter ရိုက်တဲ့အခါမှာတို့သူက center နဲ့ဆွဲချင်တာလားလို့ပြောတယ်ဟုတ်ပြီအမကအခုဒီတစ်ခေါက်ကို center နဲ့ဆွဲပြမယ် c enter လို့လည်းရိုက်လို့ရတယ်လို့သူ့ဟာကိုတွားပြီးတော့လည်းကလစ်လို့ရတယ် a enter ဒါလေးကိုကလစ်လိုက်လေရနော်ခုဒီနှစ်ခုမှအမတို့က mid point လို့ကျင်တယ်အခါဆိုရင်အမတို့ကဟို line တွေပါဆွဲမနေတော့ဘူးပေါ့နော်အဲဆိုရင် shift နဲ့ right click ပေးလိုက်တာနဲ့ mid between 2 point ဆိုတာရှိတယ်အဲ့ဒါလေးကိုတွားပြီးတော့first နဲ့ second ပေးလိုက်တာနဲ့သူကမှ mid point ပြတယ်နော်အဲ့တော့မှာတော့ first point second point နော်အဲ့ဒါဆိုရင်ဒီဟာလေးရသွားပြီနော်အမဒါကိုပြန်ဆွဲပြမယ် a enter သူက center လို့ပြောတဲ့အတွက်အမ c enter ကိုရွေးမယ်ပြီးလို့ရှိရင်ဒီနှစ်ခုရဲ့ mid point ကိုလိုချင်လို့ရှိရင် shift right click ပြီးလို့ရှိရင် mid between 2 point ဒီမှာပထမတစ် point ဒုတိယတစ် point ပြီးလို့ရှိရင်ash ကလည်းသူက step point ကိုပြတော့ step point နောက်ပြီးတော့ end point နော်အဲ့ဒါဆိုရင်ရပြီနောက်တကယ်တော့အမတို့ကအဲ့ဒါအောင်မှာဒီ center မှာ ash ပုံစံမျိုးလေးပဲဆွဲချင်တာဆိုလို့ရတယ် a enter center ကိုယူမယ် shift right click mid between 2 point နော်ပြီးတော့မှဒီမှာ first point second point ကိုမှဒီမှာပေးလိုက်မယ်အဲ့ဆိုရင်ဒီလိုမျိုးသူက ash လေးရနော်ဟုတ်ပြီနောက်တစ်ခုကကြတော့တကယ်လို့မတော့ဒီ command မှာဒီနှစ်မျိုးပဲတွေ့ရပြင်မယ်ဒီ2ပါးမှာကြတော့ဒီမှာအကုန်လုံးအများကြီးပါတယ်ဒါတွေအကုန်လုံးမတို့စမ်းကြည့်ကြမယ်နော်ဟုတ်ပြီအခုဒီ3 point ကလည်းမတို့တည်သွားပြီခုန center ဆိုတာလည်းတည်သွားပြီဒီ center ကကြတော့မတို့ဒါနဲ့သွားဒီဟာတွေနဲ့သွားဆင်နေပေါ့နော်ခုဒီမှာ step center and လို့ပြောလိုက်တယ်မတို့ကဝေးဆုံး step point ကိုပြရမယ် second center ကိုပြရမယ်နောက်တစ်ခုကနောက်ဆုံးမှာ end point ကိုပြရမယ်ဆိုတာဟိုတည်တယ်ပေါ့နော်ဟုတ်ပြီအမအဆိုဒါကိုရွေးချယ်လိုက်မယ် step center and ကိုရွေးလိုက်မယ်ဆိုလို့ရှိရင် step ဟုတ်ပြီမဒါကို center point လို့ယူမယ် end point ကိုမာတီပေါ်ယူလိုက်မယ်အဲ့ဒါဆိုရင်မတို့ဒါလေးကို step center end point လို့ခေါ်တယ်နော်ဒီခါကျမှ draw တွေပါဆွဲတဲ့အခါမှာလည်းသုံးဝင်တယ်ပေါ့နော်နောက်တစ်ခါကျတော့ step center angle နဲ့ဆိုအမတို့က step point ကိုပေးလိုက်မယ်center point ကိုပေးလိုက်မယ် angle ဆိုတာမဟုတ်တာဘယ်လောက် degree သွားမှာလဲခုမှဓမ္မကို45 degree လို့ပေးရင်တော့45 degree လေးပဲသွားပြီးတယ်နော်ဟုတ်ပြီအဲဆိုရင်အမတာကိုဒီလိုလေးပတ်လိုက်မယ်ဆိုတကားမှတချို့ half လေးဖွင့်နေတာမျိုးလေးတွေဆွဲလို့ရတယ်ပေါ့နော်ဟုတ်ပြီအော်ဒီမှာ step center angle ကဒီဟာအမဒီမှာရွေးလိုက်ချပေးလိုက်မယ်နော်ဟုတ်ပြီနောက်တစ်မျိုးထပ်ဆွဲကြည့်မယ် step center angle ကိုပဲstep ရှိမယ် center ရှိမယ် angle ဥမာကဘယ်လောက် degree ဖြစ်ချင်လဲခု135 degree ဆိုလို့ရှိရင်သူကအဲ့လိုမျိုး135 degree နဲ့အကြီးသွားပြီနော်ဟုတ်ပြီဒါကလည်းအဲ့လိုပဲဒီခုနဟာကိုပြန်ဆန်းမယ် step center and ကိုပြန်ဆန်းပြမယ်ပေါ့နော်ဒါ and ကိုမတို့ကဘယ်လောက်လေးယူချင်လဲဒီလောက်ပဲယူလဲရတယ်ကြိုက်တဲ့လောက်ကိုလိုချင်တဲ့နေရာမှာဖြတ်ခဲလို့လဲရတယ်နော်နောက်တစ်ခါကျတော့ step center lunch ဒီမှာသူ့ရဲ့ icon မှာဝါကြည့်သူ့ရဲ့ lunch ဆိုတာကြတော့ဒီအစအနေဆိုရင် ash lunch ကိုပြောထားတာအဲဆိုမတို့ကလည်း step center lunch ဘယ်လောက် lunch နဲ့ဆွဲမလဲဟုတ်ပြီအမဒါကို80နဲ့ဆွဲမယ်အဲဆိုရင်သူ့ရဲ့ lunch ကဒီလိုတိုင်းတာဒီမှာတိုင်းတာနော်နောက်တစ်ခါဆွဲမယ်ဒီနှစ်ခုက50ချတဲ့အခါကျတော့မဒီဟာကို50နဲ့ဆွဲပြမယ်နော်အဲဆိုရင် step center lunch ကိုမှ50လို့ပေးလိုက်ကြည့်ဒီမှာသူဒီ ash ကဒီမှာ50ပြလေးစကုတ် dimension
ဒီမှာ50နော်အဲ့ဒါမျိုးလေးကို step center lunge လို့ခေါ်တယ်နောက်တစ်ခါကျတော့ step and ankle မှာကြည့်သူမှာ step and ankle သူက ankle ဘယ်နဲ့အချိုးပြတာကိုပြောတယ်နော်အဲ့ဆိုမတို့ကဒီမှာ step ရယ် and ရယ် ankle ဘယ်လောက် ankle နဲ့တွားမှာလဲအခုမှတ်တာ45 degree နဲ့တွားပြမယ်သူရဲ့45ဆိုတဲ့သဘောကဒီမှာသူကြည့်အမတို့ဒီမှာ point ကိုပြတယ်လားဒီ circuit တစ်ခုလုံးရဲ့45အချိုးကိုပြောတာခုမှသူ annotation နဲ့တွားပြမယ်ဒီမှာ angular ကိုတိုင်းပြမယ်သူကြည့်45 degree နဲ့သူကချိုးပေးတယ်လို့ပြောတယ်နော်အခုနောက်တစ်ခုမှတ်တာကို90 degree နဲ့ဆွဲပြမယ်နော်ဟိုမှာ ash မှာ step and ankle အဲဆိုရင် step and ankle ကိုမှ90နဲ့ဆွဲပြမယ်ခုကြည့်ကိုမတို့ဒီမှာသူ့ရဲ့ point center ဒီဟာအဲလေးကိုမှ point ကိုဒီလိုမျိုးတွားကြည့်လိုက်မယ်တွားကြည့်လိုက်မယ်ဆိုတဲ့အခါကျရင်သူ့ရဲ့ ankle radius ကိုတိုင်းကြည့်မယ်ဒီလား90 degree နော်အဲ့ဒါကို step and ankle လို့ခေါ်တယ်နော်နောက်တစ်ခါကျတော့ step and direction ကိုသွားမဲ့ direction တိုင်းပြလို့ရတယ်အဲ့ဒါဆိုရင် home step and direction ဆို step and direction ပြောတယ်နော် step and direction ဆိုဟုတ်ပြီမှာဒီမှာ step and direction ဒီအပေါ်ဘက်ကိုသွားမယ်ဆိုလေမှာတော့အပေါ်ဘက်ကိုသွားအောက်ထပ်မှာသွားမယ်ဆိုလေအောက်ဘက်ကိုသွားခြိုက်တဲ့ဘက်ကိုသွားလို့ရတယ်နော်ဒီဘက်ဘေးဆိုလေသွားလေ step and direction သူကဘယ်ဘက်ကိုဒီမှာ step and direction ကိုရွေး step and direction ဘယ်ဘက်ကိုသွားမှာလဲဒီပေါ်တက်ကိုသွားမှာဒီလောက်ကိုသွားမှာလားခြိုက်တဲ့ဘက်ကိုသွားလို့ရတယ်နော်အဲဆိုလေနောက်တစ်ခါထပ်ဆန်းပြမယ်နော် step and direction step and direction ဘယ်ဘက်ကိုသွားမှာလဲ step and direction ပေါ်သွားမလားအောက်သွားမလားနော်ဒီမှာမမေးဘူးဖြစ်သွားလို့ပေါ့ခါဟုတ်ပြီနော်အဲဆိုရင်ရပြီနောက်တစ်ခါကျတော့ step and radius နဲ့သွားပြီးတယ်ဟာခုမှသူ့ radius 25နဲ့အရင်ဆွဲပြမယ်နော် step and radius ကို step and radius 25 degree နဲ့25နဲ့ဆွဲပြမယ်ဆိုရင်ဒါ25နဲ့နောက်တစ်ခါ step and radius ကိုပဲမှာ50နဲ့ဆွဲပြမယ် step and 50နဲ့ဆွဲပြနော်အဲ့ဒါဆိုမှဒီမှာတိုင်းပြမယ် annotation ကဒီ radius မှာ radius နဲ့တိုင်းတယ်ဒီမှာ25ဟုတ်တယ်နော်နောက်တစ်ခုဆိုလေ50နော်အဲ့ဒါမျိုးဆွဲတယ်နောက်တစ်ခါကျတော့ step center step and အခုမှတော့ center ကိုသိရမယ် step ကိုသိရမယ် and ကိုသိရမယ်နော်အဲ့ဒါဆိုရှင်မတို့ခုန center step and ကဒီပေါ်ဟာနဲ့တူတူပဲဖြစ်သွားပါဘောနော်ဒီဟာကျတော့ icon နဲ့ပြောသလိုဖြစ်သွားပါခုနက comment အောက်မှာအခုဒီမှာ center step and အဲဆိုမှာတော့ center ဒီမှာရှာမယ်ဆိုရင် shift mid between 2 point နဲ့ first point second point နော် step ပြီးတော့သူကဘာပြောလဲဆို center step and ဆိုအဲ့ဒါဆိုရင် step and နော်ဟုတ်ပြီအဲ့ဒါမျိုးကိုခေါ်တယ်နောက်တစ်ခုလည်းအဲ့လိုပဲမှထပ်ဆန်းပြမယ် center point တွေ့ပြီ step point တွေ့ပြီ end point ဒီကိုချမလားဒီပေါ်တင်မလားကြိုက်တဲ့နေရာကိုချလို့ရတယ်နော်အဲ့ပြီးတော့မတို့ကဒီက auto ဝင်နေလို့ဒီ auto လေးကို offline ကြတော့လေကိုသွားခြင်းတဲ့ point လေးကိုသွားယူလို့ရတယ်နော်အဲ့ဒါမျိုးခေါ်နောက်တစ်ခုကကြတော့ center step angle ဒီမှာ center step angle ဆိုတာရှိတယ်နော်ခုဒီမှာမတို့ဒါကိုလည်း center point ဒီနှစ်ခုကယူခြင်း shift နဲ့ right click mid between 2 point နဲ့ center ရပြီ step နဲ့ angle ကဘယ်လောက် degree သွားမှလဲမှာ45သွားပြန်အဲဆိုရင်သူဒီမှာ angle လေးက45နဲ့သွားထားတာနော်ဟုတ်ပြီနောက်တစ်ခုဆိုလို့ရှိရင်တစ်ခါလေနောက်တစ်ခါ step center angle နဲ့မှယူပြမယ် center ရဲ့ step ရဲ့ angle သူ angle ကိုမှဒီမှာ90လို့ရိုက်လိုက်မယ်ဒီမှာ90ဆိုရင် vertically เนาะဒီအစောက်ထိလို့ချင်းမတို့ကဒါ180ဆိုတာသိနော်ဟုတ်ပြီမတို့ဒါကို step ရဲ့ center angle ကိုမှ180ရိုက်ပြအဆုံးကြည့်ဝင်သွားတယ်နော်အဲ့ဒါမျိုးကိုခေါ်တယ်နောက်တစ်ခုကကျတော့ step center lunge သူလည်းတူတူပဲ lunge ကဒီ h line ကိုတိုင်းတာပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဒါလေးကိုရွေးမယ် step center lunge အဲဆိုရင်ဒီ center လေးကိုယူချင်တယ်ဆိုရင် shift right click mid between 2 point နဲ့ center step lunge ကိုဘယ်လောက် lunge နဲ့ယူမှာလဲခုမှ50နဲ့ယူမယ်ဆိုရင်เนาะသူ့ရဲ့ lunge h total lunge ကဒီမှာ50ကိုမှ50ချထားတာအဲ့
အဲ့ဒါကိုပြတယ်ဟုတ်ပြီနောက်တစ်ခါထပ်တိုင်းမယ်step center lunge ကိုပဲ center step lunge เนาะကို center ရဲ့ step ရဲ့ lunge ကိုအမကအခု50မယူဘူးဆိုရင်20 30 50ယူမယ်ဆိုတော့သူကအပိတ်ဖြစ်သွားတယ်ကဲလို့ကွာ30ယူချင်တယ်ဆိုလို့ရှိရင်လည်း center step 30ယူမယ်အဲ့မျိုးလေးပေါ့နော်အဲ့ဆိုမှ30ကိုတိုင်းပြမယ်သူရဲ့ lunge ကဒီမှာ30သူကတော့ဒီတုံးက50ဖြစ်တဲ့တကြောင်အတီးဝင်သွားတာပေါ့နော်50အဲ့ဒါမျိုးကြတော့ center step lunge လို့ခေါ်သူက lunge ရဲ့သဘောက ashland ကိုပြောတာမဟုတ်ဘူးနော် ashland ကတက်ရှိရဒါမဲ့သူက ashland နဲ့မဟုတ်ဘူးဒီမှာ ashland တိုင်းမယ်ဆိုရင်88တောင်ရှိတယ်သူတို့လည်းအဲ့လိုပဲ30ဆိုရင်32လောက်ရှိသူပြောတဲ့ ashland ကကြတော့ဒီ radius တို့ diameter တို့လိုမျိုးတိုင်းနေဟာပဲပြောတာဒီ continuous ကြတော့မှာတို့ဒီမှာအခုဒီမှာကိုက h တစ်ခုဆွဲထားတယ်ပေါ့နော် h တစ်ခုဆွဲထားပြီးအမတို့ကဒါကိုဆက်ပြီးဆွဲခြင်းနဲ့ခြင်းနေရှိအခါကျရင်ဒီမှာ continuous ကိုသွားလို့ရှိရင်ခုနကဒီမှာဆွဲထားတယ်အမဒီမှာ h တစ်ခုဆွဲလိုက်တယ်ကွ3 point အမတော့ကို continuous နဲ့သွားခြင်းနဲ့ဆိုရင်ဒါနဲ့သွားလို့ရတယ်သူပြလို့ရတယ်နော်အဲဆိုရင်ဒီမှာလည်းထပ်ပြီးတော့အကုန်လုံးသွားလို့ရတယ်နော်အဲ့ဒါမျိုးကိုသူက h continuous လို့ခေါ်တယ်နော်ဟုတ်ပြီအမတို့ဒါဆိုလို့ရှိရင်ဒီ dot ပုံစံလေးနဲ့ဒီ brander h ပုံစံလေးနဲ့ဒီ drawing လေးကိုဆွဲကြည့်ကြနော်အခုဒီမှာ draw ကိုဘယ်လိုဆွဲလဲအမတို့အခုဒီမှာ draw ဆိုရင်အမတို့ဒီဘက်နော်ဒီတုံးနဲ့တုံးကိုမှဆွဲပြီးသားဖြစ်တော့မှယူလိုက်မယ်ခုသူ့ရဲ့ lunge တစ်ခုအမယူပြီးတော့မှဒီ draw ကို rotate နဲ့ဒါလှည့်လိုက်မယ်မှာတုံးရချင်းဒီ draw frame ရချင်းလို့ပေါ့နော်ခုဒါမှ rectangular လေးနဲ့ဒီတုံးလေးကိုကောက်လိုက်နော်တတုံးရအောင်ကောက်ပြီးတော့မှ marker h နဲ့ဆွဲပြဟုတ်ကြည့်marker ကိုဆွဲလို့ရတယ် step center and နဲ့လည်းဆွဲလို့ရတယ် step and direction နဲ့လည်းဆွဲလို့ရတယ် center step h နဲ့လည်းဆွဲလို့ရတယ်အခုမှဒါကို step center and နဲ့အရင်ဆွဲပြမယ်ဟုတ်ပြီနော် step center h ဒီမှာ step center ရဲ့နော်အဲ့လိုဆွဲလို့ရတယ်နော်နောက်တစ်မျိုးထပ်ဆွဲပြမယ်သူကတော့ဆွဲခြင်းနဲ့ဆိုရင်လည်းပေါ့နော်နောက်တစ်ခုက step and direction နဲ့လည်းဆွဲလို့ရတယ်အခါကျရင် step ကိုသွားခြင်းနဲ့ angle direction ရဆွဲလို့ရတယ်နော်နောက်တစ်မျိုးကကြတော့ step and center step and နဲ့လည်းဆွဲလို့ရအဲဆိုဒါကကြအမောက်ဒီနှစ်ခုမှာဆိုသူက center point ဖြစ်နေတယ်လို့ရှင် step and နော်အဲဆိုဒါမျိုးဆွဲတတ်သွားပြီနော်နောက်တစ်ခါကြတော့ဒီ45 degree ပွင့်နေတဲ့ပုံစံလေးပေါ့နော်ဟုတ်ပြီအမအဲ့ဒါဆိုရင်ဒီဟာကိုပဲအမ copy ကိုလိုက်မယ် copy ပြီးတော့မှယူပြမယ်ဒီမှာဆွဲမယ်သူက step center angle ဟုတ်ပြီအဲ့ဆိုရင်မှာ step ယူလိုက်မယ် center ယူလိုက်မယ် angle ကိုမှ45ဖွင့်မယ်ပြောလိုက်မယ်အဲ့ဒါပြီးတော့မှဒါလေးကို rotate လဲပေးလိုက်မယ်ဒီထိသွားလဲပေးလိုက်မယ်အဲ့ဆိုရင်ဒီတော့လေးကဒီလို45ပွင့်တာလေးဖြစ်သွားပြီနော်အဲ့ဒါလည်းအတူတူပဲဒီ၃မျိုးလုံးဒီမှာဆိုရင် angle ဒီ step center step angle နဲ့လည်းဆွဲလို့ရတယ်လို့ step center angle နဲ့လည်းဆွဲလို့ရတယ်နော်တုံးနှစ်ခုအတူတူပဲနော်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီတော့လေးရတယ်မှဒီမှာ brander လေးဆွဲမယ်နော် brander လေးဆိုလို့ရှိရင်မတို့ကဒီဒါလေးကိုမှ copy ကူးလိုက်မယ်ဒီRC ပုံစံလေးပေါ့နော်အဲ့ပြီးတော့မှ h ကိုယူမယ်ယူလို့ရှင်3 point နဲ့လည်းဆွဲလို့ရတယ် step center and နဲ့လည်းဆွဲလို့ရတယ်ပြီးတော့ direction နဲ့လည်းဆွဲလို့ရတယ်အခုမှဒါကို step center and နဲ့ဆွဲလိုက်မယ်နော် step က center ကိုမှယူလို့မရတော့ mix between 2 point နဲ့ယူလိုက်တယ် and နဲ့ယူလိုက်တယ်အဲ့ဒါဆိုရင်ဒီ brander လေးရသွားပြီနောက်တစ်ခုလိုမျိုးလေးယူလို့ရတယ်ဒါဆိုလို့ရှိရင်လည်း step and angle နဲ့ယူလို့ရတယ် step and direction နဲ့ယူပြမယ် step က angle direction ဒီအောက်ကိုရှိရအပေါ်ရှိနော်အဲ့လိုမျိုးလေးဆွဲလို့ရတယ်နော်ဒီမှာစမ်းကြည့်ဖို့ကိုကနော်ဘယ်လိုမသိတာရှိရင်တခုခုဆိုရင်မ comment မှာလည်းမေးလို့ရတယ်နော်ဟုတ်ပြီအဲ့ဒါဆိုရင်ဒါကတော့ h တရဲ့ပုံစံပေါ့အဲ့နဲ့ h နဲ့ပတ်သက်ပြီးမှဒီပုံလေးဆွဲကြည့်ကြနော်ဒီပုံလေးဆွဲကြည့်ကြမယ်ဆိုတော့အမဒါကိုခု
ဒီမှာဒီဟာကိုဒီပုံလေးဆွဲကြည့်မယ်အခုဘွေးဦးဆုံးကသူကဒီစက်ပုံစံလေးနဲ့ဒီ lunch ပုံစံလေးနဲ့ဆွဲမယ်ပေါ့နော်ဒီမှာ lunch ကိုဆွဲမယ်ဒါအောင်မှ50ဆိုပါဆိုသူရဲ့ radius က50ဖြစ်တဲ့အတွက်ကြောင့်မလို့တို့ diameter ဆို100ဖြစ်သွားတော့တစ်ဝက်ဆိုတော့50ပေါ့နော်အခုမှဒါကို50နဲ့ line လေးနဲ့ဆွဲလိုက်မယ်50ဒီအပေါ်က60နော်ဟုတ်ပြီနောက်ဒီအောက်ကလည်းသူ့မက50နဲ့ပဲယူမယ်ဟုတ်ပြီဒီကနေဒီထီကိုကြာတော့မှာပါဒါ50ဆိုဒီသူ့ရဲ့ radius က50ဆိုမှ diameter ဆိုရင်100ဖြစ်သွားအချင်းဒီ radius က50ဆိုတော့မဟုတ်တာကို100ယူလိုက်မယ်ဒီ100ယူလိုက်မယ်နော်အဲဆိုရင်100ရသွားပြီနော်ဒီ radius ကို100ယူလိုက်မယ်ဟုတ်ပြီဒီမှာ ash လေးတစ်ခုဆွဲမယ် ash က step center ash နဲ့ဆွဲလို့ရနော်အဲဆိုရင် step က center ရဲ့ဆွဲလိုက်ပြီနောက်ပြီးတော့ဒါလေးကိုဒီအောက်ကိုဆွဲချရင်သူလည်း60နော်နောက်ပြီးတော့ဒါလေးကိုလည်း step ကြိုက်တာနဲ့ဆွဲလို့ရပါတယ် step and direction နဲ့လည်းဆွဲလို့ရတယ်ဒီ step center and နဲ့လည်းဆွဲလို့ရတယ် center step and နဲ့လည်းဆွဲလို့အခုdirection နဲ့ဆွဲပြမယ် step and direction အဲဆိုပြီးသွားပြီနော်ဒါလေးကိုဖြတ်လိုက်မယ်သူ offset ပြလိုက်မယ်ဘာလို့လဲဆိုဒီမပြစ်ချင်လဲသူဆွဲလို့ရတယ်ပေါ့နော်ဒီဒါပေမဲ့ဒါကို command တော့မတင်ရသေးဘူးဒါပေမဲ့သူ offset ပြလိုက်မယ်ဒါလေးပြီးသွားအောင်အဲဆိုရင်သူက50ဆို40ဖြစ်ရှင်တော့10အဲဆို o enter offset က o enter 10နော်ဒီမှာ10နဲ့ offset ပြလိုက်ပြီးတော့ line ပိတ်လိုက်မယ် alenta နဲ့နော်သူကဒီမှာ center point လို့ချင်တယ်ဆိုလို့ရှိရင်သူ့ကိုဒီ innotate မှာဒီမှာ center mask ဆိုတာရှိရင်မဆွဲတော့ဘူးသူဒါမှ click ပြလိုက်တာနဲ့တန်းပေါ်တယ် center point ကနော်ကဲဆိုမှတော့ပြန်ဆွဲနေရမယ်ဆို align နဲ့ပတ်နေရဆွဲနေရမယ်လေအဲ့လိုမျိုးပြန်မဆွဲတော့ဘူးနော်ဟုတ်ပြီနောက်ပြီးတော့ဒါလေးက circle လေးဆိုမှတင်ထားပြီးသွားပြီ circle မှာ tangent tan radius နဲ့ဆွဲမယ်မှာတော့ကိုကသူက diameter 20လို့ပြောထားတယ် diameter ဆိုတာအချင်းဝက်မှာတော့အချင်းရခြင်းနဲ့ဆိုသူရဲ့တဝက်ဖြစ်သွားမယ်ပေါ့နော်အဲဆိုသူက20ဆိုမှ10နဲ့ဆွဲမယ် tan radius နဲ့ယူမယ်အဲဆိုရင် tan radius ကိုမှ10နဲ့ယူလိုက်မယ်အဲဆိုရင်သူရဲ့ point လေးရသွားပြီနောက်တစ်ခုလည်းအလိုပဲ diameter 10အစောမှာတော့ radius ဆိုတော့9နဲ့ယူမယ်နော်အဲဆိုရင်ဒီမှာ radius ယူမယ် tan ဆိုတော့5အဲဆိုရင်သူလည်းပြီးသွားပြီနော်အဲ့ဒီအောက်ကနေဆွဲလိုက်မယ်ပေါ့နော်10ခွာလိုက်မယ်နောက်တစ်ခါသူ့ကို option နော် o enter ပဲ20ခွာလိုက်မယ်နော်ပြီးတော့ဒီမှာ center line တစ်ချောင်းဆွဲလိုက်မယ်ဆွဲပြီးလို့ရှိရင်ပြီးမှတိုင်းပြန်ဖြတ်မယ်နော်ပြီးတော့ဒီဘက်က20 offset ပြစ်လိုက်မယ်ဒီဘက်က offset ပြစ်လိုက်မယ်နော် diameter ရပြီအဲဆိုသူရဲ့ radius သူရဲ့ diameter 10တဲ့အဲဆိုမှာတော့ c under d under 10နော်အဲဆိုမှဒါလေးကို copy ကူးလိုက်မယ်အဲဆိုဒါလေးdelete လုပ်လိုက်မယ်အဲဆိုရင်လိုချင်တာရသွားပြီဒါမဲ့သူ့မှာ center point လေးတွေပြနေတာရှိတယ်အမှအဲ့ဒါလေးကို center point လေးပြရအောင်ဒီ annotate ရဲ့အောက်မှာ center mark ဆိုတာရှိတယ်အဲ့ဒါလေးကိုယူပြီးတော့ဘောင်လေးတွေမှာ like ကလစ်လိုက်ရုံပဲနော်အဲဆိုရင် center point လေးတွေပြပေးတာဖြစ်သွားပြီနော်အဲဆိုရင်ဒီပုံလေးရသွားပြီနော်အားလေးကိုဆွဲကြည့်ပါကြလို့တခုခုမသိဘူးဆိုလို့ရှိရင်လည်းပြောပါနော်ဒီဟာလေးဆွဲကြည့်ကြည့်နော်ဟုတ်ပြီဒါဆိုရင်ဒီ ash နဲ့ပတ်သက်တာတော့ကုန်သွားပြီနားလဲလောက်မယ်လို့လည်းထင်ပါတယ်ပေါ့နော်အခုအမဒါကိုပိုလီလိုင်းအောင်နောက်တစ်ပုတ်မှလုပ်ပြမယ်ပေါ့နော်အခုဒါကိုတော့ဒီဟာလေးကိုလေ့လာကြည့်တာလုပ်ကြည့်တာပေါ့ပိုလီလိုင်းအောင်နောက်ပြီးကျရင်ထပ်လုပ်ပေးလိုက်ထပ်တင်ပေးလိုက်မယ်နော်ဗီဒီယိုလေးခုလိုချိန်ပေးပြီးနားထောင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်တကယ်လို့တစ်စုံတစ်ခုသိချင်လို့ဆိုရှင်လည်း comment မှာမေးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်